ခုနကတော့တိုက်ပွဲအပြန်လာနှစ်ဖက်ပြစ်တယ်သူတို့ကတောင်ကြားထဲဝင်လာတယ်အခုတော့ခဏပြန်ငြိမ်နေတယ်လက်နဲ့ကြီးတော့ပုံမှန်ပြစ်နေတော့ဝင်အခုတိုက်ပွဲကိုတစ်ချက်ပြောပြပါဒီမနေ့ကသူတို့ကလက်နဲ့ကြီးနေပြင်ပြစ်တာပဲလားဟိုခြေလင်တက်တွေတက်တာရှိလားရှိတယ်ခြေလင်တက်တွေလည်းတက်လာတယ်လက်နဲ့ကြီးနဲ့လည်းပြစ်တယ်နောက်ပြီးတော့ဟောပါလဲလေရင်နဲ့လည်းပြစ်ကူတယ်7 နာရီ50မှာဟုတ်ကဲ့ဆိုတော့သူတို့စပြီးတော့လေဒီနေ့တိုက်ပွဲစဖြစ်တာပေါ့နော်မနေ့ကကျွန်တော်တို့ကဒီဘယ်ချိန်ကစမလဲဆိုတော့မနေ့ကမနေ့ပိုင်း12 နာရီတစ်ချက်နှစ်ချက်လောက်ကကျွန်တော်တို့ကမေးတာနောက်ဆုံးဖြစ်သွားတယ်လေအဲ့ခါကျတော့အဲ့နောက်ပိုင်းမှာဘာတွေဆက်ဖြစ်လဲပေါ့နော်အဲ့ဒီနေ့တိုက်ပွဲအခြေအနေဘယ်လိုလဲပြောပြပါဒီနေ့တိုက်ပွဲဖြစ်တယ်ဒီနေ့ရင်ဆိုင်သူတို့ဟိုဘက်တောင်ကြားထဲကိုတက်လာတယ်လေတက်လာတော့ကျွန်တော်တို့ကလည်းဆိုတော့ပြန်ဖြစ်တယ်ပြီးတော့လက်နဲ့ငယ်နဲ့ထိတယ်ကယ်ရီက4 ယောက်တော့ဒဏ်ရာရတယ်ကွာတော့မရှိပါဘူးပြင်းပြင်းထန်ထန်တော့မရှိဘူးကျွန်တော်တို့ဒီလက်ချမ်းရမှာပဲလက်ချမ်းရမှာကြာမနေ့ကပြစ်သွားတဲ့စောက်တွေ့နေရလားမသိဘူးကွာဟုတ်ကဲ့ပါတွေ့နေရတယ်အခုရဲဘော်ကဘယ်ကိုသွားလဲမသိဘူးဗျဒါအခုတိုက်ပွဲဖြစ်တဲ့နေရာကိုသွားနေတာတိုက်ပွဲဖြစ်တဲ့နေရာကိုသွားနေတာဟုတ်ကဲ့ပါစကားပြောနေတာနော်ပြပေးပါကျွန်တော် quality တော့တိတ်မကောင်းပါနဲ့ကျွန်တော်ရိုက်ထားမယ်နော်ဒီကားမယ်ဟုတ်ပြီဒါလိုင်ဇာရဲ့ဝပဲလိုင်ဇာဌာနချုပ်ဝပဲဟုတ်ကဲ့ခင်ဗျာလက်ကြားရမှာဒါအနည်းကလက်နဲ့ကြီးနဲ့ဒုံးနဲ့ပြစ်သွားတဲ့နေရာတရားနေရာကြီးကျွန်တော်လိုက်ပြပေးမယ်ခဏလေးနဲ့ကျွန်တော်ဟိုဘက်ထိနဲ့လျှောက်လိုက်မယ်ရှင်တွေကမကောင်းဘူးလေတိုက်ပွဲကလက်နဲ့ကြီးကသွားနေတဲ့ခါကျတော့ဖြည်းဖြည်းလေးသွားလို့မရဘူးဒီမှာ7 နာရီနဲ့ပြစ်သွားတာတွေ့လားတွေ့တယ်ပြက်ကုန်တယ်ဒီမှာကြီးပေါက်တယ်ဟုတ်ကဲ့နော်ခဏလေးအရှိကြားလားကြားတယ်တွေ့ရလားဟုတ်ကဲ့တွေ့တယ်ဗျဒါမနေ့ကတော့7 နာရီနဲ့ပြစ်သွားတဲ့တန်ရာတွေပေါ့ဒါဒုံးကြီးပြမှန်သွားတာဒုံးကြီးမှန်သွားတာတန်ပေါင်းလေးပါပူးထွက်သွားတယ်ဟုတ်ကဲ့တွေ့ရနော်ဟုတ်ကဲ့တွေ့တယ်ဆိုတော့အခုကဒီခုနကဒုံနဲ့လက်နဲ့ကြည်တန်တွေလည်းကြားရတော့လေဟိုဒီဘယ်လိုခေါ်မလဲအဲ့နေရာအခုနေရာကိုစစ်ဖြစ်ရလားဗျဒီနေရာတော့လက်နဲ့ကြည်လန်ချောင်းနေရာပဲလေသူတို့အမြဲပြစ်နေတဲ့နေရာပဲလေဒီမှာပဲပြုတ်ကြနေတာကိုလည်းဒီနားဝင်းကျင်မှာဟုတ်ကဲ့ဆိုတော့အခုညနေတိုက်ပွဲကဘယ်လိုဆက်ဖြစ်မလဲဗျညနေပိုင်းကျရင်တော့ချိန်သူတို့ပြန်တက်ထိုးမယ်ဆိုတော့ချိန်ပြန်တက်ထိုးလိုက်မယ်လို့ထင်ပါတယ်ဆိုတော့ဒါဆိုရင်ဒီဆက်ပြီးတော့ဗောနော်သူတို့အင်အားတွေဆက်ဖြစ်ဆက်တိုက်နေမယ်ဆိုရင်ဒီလိုင်ဇာရဲ့အခြေအနေရောဘယ်လိုရှိလဲဗျလိုင်ဇာအခြေအနေတော့လိုင်ဇာကိုသူတို့ရအောင်သိမ်းဖို့ဆိုရင်တော့အများကြီးသူတို့အရင်ဒီပိစမှုတွေတော့အများကြီးလုပ်ရလိမ့်မယ်ထင်တယ်မလွယ်ဘူးကျွန်တော်တို့ကလည်းအတတ်နိုင်ဆုံးတော့ခုခံသွားမှာပဲဒီဒေသကို